မြန်မာပြည်ကလူကြီးတွေမြင်လိုက်တာနဲ့မျက်မှောင်ကျုပ်ပြီးတော့အနုဖနက်ကြီးကိုဘာလို့စီးလာရလဲဆိုပြီးအပြောခံရဆုံးဖနက်ချိန်တုန်းကတော့ဒီဖနက်ကိုလူမြင်ကွင်းမှာစီးထွက်ဖို့ဆိုတာတကယ်ကိုတတိလိုခဲ့တာပါလမ်းသွားရင်လူတွေကကွက်ကြီးလောက်ခံရလောက်အောင်ဒီဇိုင်းပိုင်းမှာဝေဖန်ခံခဲ့ရတာအခုဆိုရင်ကမ္ဘာကျော် celebrity တွေကနေမြန်မာပြည်ကလူငယ်တွေအထီကိုနေရာတိုင်းမှာဘာလို့အမြဲပါနေရလဲတာမန်လှေစီးဖက်နှက်လေးတရံကနေဒေါ်လာဘီလီယံချီတန်ကြီးရှိတဲ့ကမ္ဘာဖက်ရှင်အိုင်ကွန်ကြီးဘလို့ဖြစ်လာတာလဲဒီနေ့မှာတော့ fashion လောကရဲ့အထူးဆန်းဆုံးအောင်မြင်မှုဇာတ်လမ်းဖြစ်တဲ့ cross အကြောင်းအသေးစိတ်ဖြေချပေးသွားပါမယ်ဒီဇာတ်လမ်းက2002ခုနှစ်ကနေစရပါမယ်တကယ်ချင်းတော့ကပင်လယ်ထဲမှာလှေစီးရေမဆိုပဲချော်မကျနိုင်တဲ့ပေါ်ပါတဲ့လှေစီးဖက်နှက်လေးတရံကိုစတင်ဖန်ပြီးကြကြပါဒီဇိုင်းမိုင်းလှဖို့တော့လုံးဝ view စိုက်ခဲ့ပါဒါပေမဲ့သူတို့မထင်မှတ်ထားတဲ့နေရာကနေဒီဖက်နှက်ကိုအရန်သဘောကျသွားခဲ့ပါတယ်အဲ့ဒါတွေကတော့ဆေးရုံတွေပါပဲဆေးရုံကဆရာဝန်တွေတူနာပြုတွေကတနေ့ကိုနာရီပေါင်းများစွာမတ်တရက်အလုပ်လုပ်ရတဲ့အတွက် cross ရဲ့ထူးခြားတဲ့ပေါ်ပါမှုနဲ့တက်တောင့်တက်တာရှိမှုကသူတို့အတွက်ကယ်တင်ရှင်ဖြစ်လာခဲ့ပါတယ်ဒီထက်ပိုပြီးအရေးကြီးတာကကုသရေးပိုင်းမှာပါခြေထောက်မှာအနာတရားရှိသူတွေခြေထောက်ကိုဖိအားမပေးပဲအေးအေးဆေးဆေးစီးဖို့လိုတဲ့အနုယောဂဝင်နာရှင်တွေကြားမှာဒီဖက်နှက်ကအရန်ကိုအသုံးများခဲ့ပါတယ် Now one hospital says they could pose a serious health risk. Take a close look at these mismatched shoes. The type on the left, the red one, will soon be banned from the local hospital. အဲ့ဒါကြောင့်လဲမြန်မာပြည်ကလူကြီးတွေကဒီဖက်နှက်ကိုမြင်တာနဲ့အနုဖက်နှက်ဆိုပြီးတော့အမှတ်တရဖြစ်နေကြရလဲဖြစ်နိုင်ပါတယ်ဆရာဝန်တွေအလုပ်သမားတွေကြားမှာအောင်မြင်ခဲ့ပေမဲ့2008ခုနှစ်စီးပွားရေးပြက်ကတ်မှာတော့ cross ကကြီးမားတဲ့အကျက်တဲနဲ့ရှင်ဆိုင်ခဲ့ရပါတယ်ကုမ္ပဏီကဒေါ်လာတန်း200ကျော်အရှုံးပေါ်ခဲ့ပြီးတော့ဒေဝါလီခံရမယ့်အခြေအနေထိကိုရောက်ခဲ့ပါတယ်အဓိကအကြောင်းရင်းကတော့ရဲစရာကောင်းနေဗျသူတို့ဖက်နှက်တွေကအရန်ကိုခိုင်ခန့်လုံးနေတာပါဖက်နှက်တရံဝယ်ထားရင်နှိမ့်ချီပြီးခံတဲ့အတွက်ကိုလူတွေကနောက်ထပ်အသစ်မွေကြတော့ဘူးပြီးတော့လူတိုင်းကဒီဖက်နှက်တွေကရုပ်ဆိုးလုံးနဲ့ခစ်ကုံသွားပြီလို့လည်းထင်ခဲ့ကြတယ်လူတိုင်းက cross ရဲ့ဇလန်ကဒီမာနေပြီးပြီလို့ထင်ခဲ့ကြတာပါဒါပေမဲ့ကုမ္ပဏီကလမ်းမလျှော့ခဲ့ပါဘူးသူတို့ကကိုဖက်နှက်ရုပ်ဆိုးတယ်ဆိုတာကိုညင်းမဲ့အစားအဲ့ဒီရုပ်ဆိုးခြင်းကိုပဲဂုဏ်ယူစရာအဖြစ်ပြောင်းလဲပစ်လိုက်တာပါ They understand who we are and what we stand for and we have put a lot of 2019ဝန်းကျင်လောက်မှာ high fashion brand ကြီးတစ်ခုဖြစ်တဲ့ Balenciaga နဲ့ပေါင်းပြီးတော့ဒေါင်းမြစ် cross တွေထုတ်လိုက်တဲ့အချိန်မှာတော့တကဘာလုံးက fashion လောကကြီးကိုလုံးဝအံ့အားသင့်စေခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာဆိုရင်ကြက်ကြော်အနံ့ရတဲ့ KFC cross တို့ရုပ်ရှင်ဇာတ်ကောင် Lightning McQueen cross တို့လိုထူးထူးဆန်းဆန်း collaboration တွေကိုပါဇက်တိုက်ဆိုသလိုလုပ်လာခဲ့ပါတယ်ဒီနေ့ခေတ်လူငယ်တွေကအရင်တော့လိုအရာရာ perfect ဖြစ်နေတဲ့ fashion တွေထက် ugly school လို့ခေါ်တဲ့နည်းနည်းလေးထူးခြားနေတဲ့အလှတရားမျိုးမှာပို့ပြီးတော့သဘောကျလာတယ်ဗျကြည့်ရတာရုပ်ဆိုးပင်မဲ့စီးလိုက်အထာကျတယ်ဆိုတဲ့ခံစားချက်လေးရပဲ cross ကိုလူငယ်တွေကြားထဲမှာမရှိမဖြစ်ဖက်နှက်တရံဖြစ်လာစေခဲ့တာပါ cross ရဲ့အောင်မြင်မှုကိုအမြင့်ဆုံးရောက်သွားအောင်တင်ပေးလိုက်တာကတော့ Jappy လို့ခေါ်တဲ့အယုတ်လေးတွေကြောင့်ပဲဖြစ်ပါတယ်ဒီဇလန်လေးကတော်တော်လေးလဲစိတ်ဝင်စားဖို့ကောင်းတယ်ဗျအစားတုန်းကတော့ Sherry Chanel ဆိုတဲ့အင်ရှင်မတစ်ယောက်ကသူ့ရဲ့ကလေးတွေစီးရဲ့ cross ဖက်နှက်ကအပေါက်လေးတွေတဲကိုရှင်သေးလေးတွေလှုပ်ထားတဲ့အယုတ်လေးတွေသွားပြီးတော့တက်ပေးရနေစဖြစ်ခဲ့တာပေါ့ဒီ idea လေးကိုသဘောကျသွားတဲ့ cross ကုမ္ပဏီကသူမရဲ့ကုမ္ပဏီလေးကိုဒေါ်လာတန်း20တောင်ပေးပြီးတော့ဝယ်လိုက်ပါတယ်ဒီဖက်နှက်မှာပါတဲ့အပေါက်73ပေါင်ကလေဝင်လေထွက်ကောင်းဖို့တက်တွေမဟုတ်တော့ဘဲနဲ့ကိုကြိုက်တဲ့အယုတ်လေးတွေစာလုံးလေးတွေကိုထိုးထည့်ပြီးတော့ကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့ personality ကိုပြသလို့ရသွားတယ်တယောက်နဲ့တယောက်မတူအောင်ကိုဖက်နှက်ဒီဇိုင်းကိုကိုယ်တိုင်ဖန်တီးလို့ရသွားတာလေလူငယ်တွေအတွက်တော့လုံးဝကိုအမိုက်စားဆွဲဆောင်မှုတစ်ခုဖြစ်သွားခဲ့တာပါအနုဖက်နှက်လိုပဲခေါ် fashion လို့ပဲပြောအခုချိန်မှာတော့ cross ကနေရာတိုင်းလိုမှရှိနေပါပြီလူကြီးတွေကလည်းကျန်းမာရေးအတွက်စီးကြတယ်လို့မျိုးလူငယ်တွေကလည်း fashion ကြားဖို့နဲ့တက်တောင့်တက်တာရှိဖို့အတွက်ရွေးချယ်လာကြတာဆိုတော့ဒါအခုဆိုရင်အိမ်တိုင်းလိုမှရှိနေတတ်တဲ့ဖက်နှက်တရံဖြစ်နေပါပြီကဲ brother တို့ရောဒီနူဖက်နှက်ကိုကြိုက်တဲ့တင်းနေရလားဒါမှမဟုတ်အခုထိကြီးမရသေးတဲ့တင်းနေရလား comment မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး